然高いです高いですလုံးမဲ့မင်္ဂလာပါဒီနေ့ကတော့စကီဂျီလို့ခေါ်တဲ့ seafood ပေါ့နော်ပင်လယ်စာမှာကပ်တော့မှာဖြစ်ပါတယ် Let's go ဒီကအကြိုက်ဆုံး 7-Eleven coffee ခုသွားမဲ့မှတ်တိုင်ကစကီဂျီရှိကြောဟောတဲ့ဒီမှတ်တိုင်လေးပဲဖြစ်ပါတယ်ဘူရာကနေဆင်းပြီးရောဈေးတန်းကိုသွားမယ်ပေါ့နော်ဈေးတန်းရောက်တော့လူတွေကအများကြီးပဲတန်းစီနေတာတော်တော်လေး2တန်း3တန်းဒီဆိုင်ကဆူရှီဆိုင်ပေါ့နော်သူကခိုင်ဆန်းတုံလို့ခေါ်တယ်ပင်လယ်စာအစိမ်းပေါ့နော်ထမင်းနဲ့စားအဲ့လိုဟာလည်းရတယ်ဆူရှီလည်းရတယ်3500 2600ရတယ်ဈေးရမ်းကြီးရပဲဒီဆိုင်ကကျတော့ဝါဂျူဆိုင်ဝါဂျူမဲသားအချောင်းလေးပေါ့နော်လောက်ထားဒါဈေးတန်းပေါ့ဟိုဘက်ကကျတော့ဒါဝါဂျူဆူရှီလည်းရတယ်သူလည်းဝါဂျူပဲပေါ့နော်ဒါကြပင်လယ်စာဆိုတော့ဒီမှာဂုံးပေါ့ဂျပန်လိုဆိုခါခီလို့ခေါ်တယ်အဲ့လည်းရတယ်ပြီးဒီဘက်ကဆိုင်ရကြတော့တော့မာဂူရိုပေါ့နော်ငါမာဂူရိုဆူရှီမာဂူရိုတုံပေါ့နော်မာဂူရိုထမင်းနဲ့စားဒါကြခနန်းလက်ချောင်းနေခနန်းအကြီး king crab တွေရဲ့လက်ချောင်းနေပေါ့နော်2000နဲ့တစ်ချောင်းရ2000ဒီဘက်ကလည်းပင်လယ်စားဆိုင်နေပဲဒါမာဂူရိုဆူရှီဒါလုံးပြနေတာမချက်ချင်းလှုပ်ပြီးတော့ချက်ချင်းမှာဘူးလေးတွေနဲ့ထည့်ပြီးတော့ဝယ်စားလို့ရတယ်ပေါ့နော်ဒီဆိုင်လည်းတန်းစီနေရပဲဒီဆိုင်ကကြတော့ပြင်ကြီးငါတို့ချီကူဝါတို့ခနန်းတို့ရောင်းနေဆိုင်ပေါ့နော်တမ်ပူရာအကျော်လေးပေါ့အဲ့ဒီဟာလေးကခနန်းချောင်းလေးသူကအထဲမှာဝါဆာဘီနဲ့မိုင်ယိုနစ်လေးနဲ့ထည့်တာဆက်ဆက်ကလေးနဲ့စားလို့ကမခိုလေးတွေကလည်းအများကြီးပဲထပ်စားခြင်းလို့ဆိုပြီးတော့ထပ်ဝယ်တယ်ပေါ့နော်ဒီတစ်ခေါက်ကျချီဇူချီကူဝါလို့ခေါ်တဲ့ငါးတူပဲပေါ့နော်ငါးချောင်းလေးအထဲမှာ cheese လေးထည့်ထားစိမ့်စိမ့်လေးနဲ့ရမ်းစားလို့ခေါ်cheese が入ってるチーズが入ってるဒီဆိုင်ကငရှင်းကင်ဥနာဂီလို့ခေါ်တယ်ရမ်းကြိုက်ဒါလေးကကြတော့ဂုံးနေခယူတွေပေါ့နော်အဲ့ဒါမီသိမ့်ပြီးတော့กินတာဒီဆိုင်ကကြက်ဥလိပ်ပေါ့နော်အရန်စားလို့ကောင်းတယ်ဒါပေမဲ့လူရန်တန်းစီနေလို့မစားတော့ဒါဈေးတန်းတစ်လျှောက်မှာလူတွေကအများကြီးပဲအဲ့လိုမျိုးပြင်မှာခုံလေးနဲ့မတက်လေးရက်ပြီးတော့စားရတာပေါ့နော်ခနန်းနေ king crab တွေရှိပေမဲ့အရန်ဈေးကြီးရယ်ပေါ့6000လို့ပါတော့3-4ချောင်းလीအဲ့လိုမျိုးဆိုတော့မစားပြစ်ဘူးဟိုမှာဆိုမှနိုင်ငံသားတွေလာကြအများကြီးစားကြအများကြီးပဲဒီမှာကြီးဈေးတွေကိုကြည့်လိုက်ဟိုမှာ king crab က9000ကျန်တာမှာလက်တစ်ချောင်း2000ဒီဆိုင်လေးကတော်တော်စားလို့ကောင်းတယ်တော့မွန်းကြခိုရိုခဲလို့ခေါ်ဂျပန်မွန်းကြပေါ့နော်မွန်းကြခိုရိုခဲထဲမှာထည့်တာတော်စားလို့ကောင်းတယ်နှစ်ခုဝယ်လိုက်တယ်မန်းတိုက်ပေါ့နော်ငါးဥလေးအရေးလေးပေါ်မှာဆန်းလာတာရယ်ဒီဘက်ကကျတော့ငါးကြောက်လေးဖြန်းဖြူတာတဲ့ဟာလေးပေါ့နော်နှစ်ခုဒီကငါးကြောက်ဖြူတာတဲ့ခိုရိုခဲလေးပေါ့နော်သူကအထဲမှာမွန်းကြထည့်တာအထဲမှာလိုမွန်းကြလေးဒါကြငါးဥဖြူတာပေါ့နော်ဒါလေးကပူစားလို့ကောင်းငယ်ငယ်လေးနဲ့ဒီဆိုင်လဲကနန်းနေရောင်းလာဈေးတွေကကြီးရ6000နေပါတယ်လက်တစ်ချောင်း king crab တွေဒါကိုရီးယားငံပြားရဲ့စိန်နာရဲ့ပစွန်ပြီးတော့ဒီမှာဆူရှီဇမ်းမိုင်းလို့ခေါ်တဲ့ဆူရှီဆိုင်လေးမှာဝင်စားတယ်ကြိုက်လားဆိုတော့အရန်တော့
ဘာမှတိတ်မထူကြဘူးပေါ့နော်ရတာတော့စိုးတော့မထင်ဘူးဒါရေခဲမုံသူ့ရဲ့ရေခဲမုံကအဲ့အောက်ကအခွက်ကလေးကအရင်စားလို့ကောင်းဒီမှာအထဲဝင်လိုက်တော့ကနန်းနေကအများကြီးပဲဈေးရကြီး1000ခွဲရန်1000ခွဲရန်9000ရန်8000လက်တီပေါ့နော်ကနန်းလက်တီ9000လို့1000လို့ပေါ့နော်ဟင်းကြိုတွေပါတယ်ချက်တောက်လို့ရတယ်လက်မလေးလည်းရှိ4000နဲ့တပူဒီကနိုင်ဆိုရှယ်အကြီးရွယ်2000နဲ့ရန်2000မြန်မာငွေနဲ့ဆိုရင်4သိန်းကျော်5သိန်းလောက်ရှိဒါရေခဲမုံဆိုင်မှာလည်းဝယ်လို့ရတယ်ကနန်းရှိရေခဲမုံဝယ်ပြီးတော့ဒီရေခဲမုံလေးကတော်စားလို့ကောင်းတယ်သူ့ရဲ့ကတော့လေးကကွာကျွတ်ကလေးနဲ့ကျွတ်လည်းမကျွတ်ဘူးတော့မမွားလေးပြနိုးရတာလေးပေါ့နော်ရှီတို့ကြီးခိုးပြီးတော့စားဘူးရဲ့လူတွေဆိုအဲ့ဒါနဲ့တူတယ်သူ့ရဲ့ကတော့ Take it out of the shell. いいや帰れば အားလုံးပဲဆုံးထိကြည့်ပြီးအတွက်ကျေးဇူးပါဒီလောက်နဲ့ပဲပြန်ပါပြီ bye bye 全部美味しいです